သင်ခန်းစာတစ်ခုတည်းကိုကျွန်တော်တို့တွေကနှစ်ခါဇက်တိုက်ရသွားလို့ရှိနောက်ထပ်ဝင်လာမဲ့လူအတွက်ဆိုလို့ရှိရင်ကျွန်တော်တို့တွေကဗျာဟိုပုံတွေအတွေးနဲ့တွေးမိတက်ကြတာဒါကတော့တော်တော်များများပါပဲဒါပေမဲ့ဒါကြီးကဗျာဟိုမှားလို့ပဲကျွန်တော်တို့ပြောချင်ပါဘာဖြစ်လို့လဲဆိုတော့ဗျာကျွန်တော်တို့တွေကဒီကိုးစီကိုလာတဲ့လူကိုကိုးစီရရုပ်ကြလေးဖြစ်သည်ရုပ်ကြလေးဆိုလေဒီတိုင်းပဲဗျာဘယ်သူမှမင်းအဲ့ဒီမိန်းကလေးကိုတွားချစ်ပါတွားကြိုက်ပါဆိုဓာတ်ထောက်သနက်ထောက်ဘယ်သူမှမပြောဘူးဗျာဒီလားမိန်းကလေးဒီတိုင်းမကိုးကိုလာချစ်တဲ့သူကိုဗျာဘယ်သူမှသနက်ထောက်ဓာတ်ထောက်ပြီးတော့ကျွန်တော်တို့ဒီကောင်ပဲချစ်ရမှာဆိုတဲ့အာကြီးကပြန်ချစ်ရမှာဆိုတဲ့ပုံစံမျိုးဘယ်သူမှမလုပ်ဘူးဗျာအကောလုံးကဗျာကိုတိုင်းဖန်တီးတဲ့ဟာကိုတိုင်းဆုံးမြင့်ချက်ကိုဆုံးပြချက်နဲ့ကိုလက်ခံတဲ့ဟာကြီးပဲဗျာဒါကိုဆုံခဲ့ကြုံခဲ့တဲ့လူပေါ်မှာလည်းမူတည်တယ်ဗျာကျွန်တော်တို့ကတယောက်တစ်ခါလာတဲ့ဒီပုံစံနှစ်ခါလာတဲ့ဒီပုံစံဖြစ်တဲ့အတွက်ကြောင့်မို့လို့နောက်ထပ်လာတဲ့လူကိုလည်းဒီပုံစံတိုင်းပဲဆိုပြီးတော့ကျွန်တော်တို့ပြောလို့မရဘူးဗျာကျွန်တော်တွေကဒီကြားထဲမှာဗျာကျွန်တော်တို့က relationship မတည်ဆောက်ခင်ကြားထဲမှာဗျာကျွန်တော်တို့အချိန်ရတယ်ဗျာဒီလားကျွန်တော်တွေကဘယ်လိုလဲဆိုတော့ဗျာကိုချစ်သွားတဲ့ main လေးဒီတိုင်းပဲဗျာဒီလားဟိုလူတယောက်ကိုဗျာကျွန်တော်တို့တွေကရုပ်ရည်ပိုင်းကြောက်ပဲဖြစ်ဖြစ်ခဏကိုချိုးစားကြပါဖြစ်ဖြစ်ဗျာသူရဲ့လှုပ်ပုံဘယ်လိုပဲဖြစ်ဖြစ်ဗျာဒီလားကိုချစ်ပြီဆိုတဲ့ဟိုကရည်ရွယ်ချက်တော့ရှိကြတယ်ဒီလိုပဲကို main လေးဒီတိုင်းပဲဗျာကျွန်တော်တို့တွေဟိုကိုလော request လောက်လာပြီဆိုလို့ရှိရင်ဘယ်သူမှချက်ချင်းအဖြေတမ်းမပြေဗျာဒီလူကဘယ်လိုလူမျိုးလဲပကန်းလာလဲပါတယ်အခြေတွေရှိလဲဒီစားဆုပ်လားပွေလားဘာညာဗျာဒါတွေကလောကစုံစမ်းမဲ့အချိန်ရှိတယ်ဗျာဒီလိုမျိုးတွေကိုကနဲ့ကိုတွေးပြီးတော့ခွဲခြားပြီးတော့လေးလာပြီးတော့မှကိုလက်ခံတဲ့အရာကြီးကဒါကိုယ့်ရဲ့အားနဲ့ကြောက်အခုလိုဖြစ်တာဒါလူဆိုတာကဗျာဟုတ်တယ်ဗျာအချိန်မီအစဘလောက်ကောင်းဗျာနောက်ပိုင်းအချိန်မီပြောင်းလဲနိုင်ပြောင်းလဲတက်တယ်ဆိုတာမှန်တယ်ဒါပေမဲ့ဒါကြီးကိုပဲကျွန်တော်တို့ကတွေးလို့မရဘူးဗျာဒါကြီးကိုတွေးလို့ရှိရင်အကုန်လုံးက relationship မှာတည်မြဲတဲ့ relationship ဆိုတာမရှိတော့ဘူးဗျာဒီလားဒါကိုနဲ့လည်းဆိုင်တယ်လို့ကိုဆုံခဲ့ကြုံခဲ့တဲ့လူနဲ့လည်းဆိုင်တယ်ကိုဆုံမဲ့ကြုံမဲ့လူနဲ့လည်းဆိုင်တယ်ဗျဒါကတော့ကိုအကောင်းဆုံးဖြစ်မယ်ဆိုပြီးရွေးချယ်လိုက်တဲ့လူတယောက်ကကိုတော့အကောင်းဆုံးမဖြစ်လာဘူးဆိုလို့ရှိရင်ဒါကိုရွေးချယ်မှုမှားတယ်လို့လေပြောလို့ရတယ်လို့ကိုရဲ့အားနည်းချက်ကြောင့်လေပြောလို့ရတယ်ဗျာဒီတချို့ပြောင်းလဲခြင်းတွေကကိုเจ้าနဲ့ပြောင်းလဲသွားတဲ့ပြောင်းလဲခြင်းတွေရှိတယ်လို့တချို့တော့ပြောင်းလဲခြင်းတွေကကိုကောင်းနေပါလျက်နဲ့ပြောင်းလဲသွားတဲ့ပြောင်းလဲခြင်းတွေမျိုးရှိတယ်ဗျာဒါကြီးကိုကျွန်တော်တို့ depression ဝင်လို့မရဘူးဗျာကျွန်တော်တို့တွေကဟိုသင်ခန်းစာဆိုတာသင်ခန်းစာပေါ့ဒါပေမဲ့လည်းဘယ်ရာမဆိုဗျာသင်ခန်းစာဆိုတာပေးဆက်ပြီးမှရအဲ့တော့ကြောင့်မို့ကျွန်တော်တို့ကိုယ်တိုင်ကျွန်တော်တို့ကလေးလာတယ်အားနေတယ်စဉ်းစားတယ်တွေးခေါ်တယ်သုံးသပ်တယ်ပြီးတော့မှကျွန်တော်တို့ဒီယာကြီးကိုကျွန်တော်တို့လက်ခံတယ်ပြီးနှစ်ဦးသဘောတူဖြတ်သန်းတယ်နောက်ပိုင်းမှာပြောင်းလဲမှုတွေဖြစ်တာပဲဖြစ်နားလည်မှုလွဲတာညှိလို့မရတဲ့ကိစ္စတွေပဲဖြစ်ဘလို့ပုံစံပဲဖြစ်ကျွန်တော်တို့ကအကြောင်းမျိုးမျိုးကြောင့်လမ်းခွဲသွားတာပဲဖြစ်ဗျာခံလိုက်ရတာပဲဖြစ်ဗျာအဲ့လိုဗျာဒါပေမဲ့ဒါကကိုယ့်ရဲ့ရွေးချယ်မှုပေါ်မှာမူတည်တယ်เนาะဒါကဒီတိုင်းကိုကျွန်တော်တို့ကဒီပုံစံဒီချိုးဒီမျိုးပုံစံမျိုးပဲလာမှာပါကွာဆိုပြီးတဲ့ပုံတွေအတွေးရတော့လုံးဝကိုတွေးလို့မဟုတ်ဘူးဗျာလုံးဝမှားရတယ်ပေါ့အဓိကကိုယ့်ရဲ့ရွေးချယ်မှုပေါ်မှာမူတည်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ကိုတွေးတော့ကိုယ်အားနေရင်ကိုခံရမှာခုခေတ်ကလွယ်တယ်ပြက်တယ်ဆဲတယ်ဖြစ်တယ်မြန်တယ်ဗျာဒါပေမဲ့ကောင်းတဲ့လူရှိတယ်မကောင်းတဲ့လူရှိလို့အစကောင်းပြီးတော့နောက်မှမကောင်းတာရှိတယ်လို့တချို့တွေကြတော့ဗျာဟိုငကိုမူလားပုံစံကိုထိန်းချုပ်ရတဲ့ဟာလေးရှိတယ်အဓိက relationship တစ်ခုမှမပွေ့လင်းတာပဲပြီးရင်ဗျာဟိုအတ္တဆိုတဲ့ချို့အချက်လေးမှာကဘလောက်ပဲချစ်ချစ်ဗျာအတ္တဆိုတဲ့ဟာကြီးကပါနေလို့ရှိရင်ဗျာအဲ့ဒီအချက်ကြီးကလုံးဝကိုပူလောင်မှာပဲကျောတွေကလူတယောက်ကိုချစ်ပြီးဆိုလို့ရှိရင်ကိုဖြစ်ချင်တာကြီးပဲဟိုဖြစ်အောင်လုပ်လို့မရဘူးလေဗျာတူဘာလို့ဆိုတော့ကိုရဲ့စိတ်တော်မကိုတော်မသူများချားလို့ကိုလက်ထင်းချုံကိုခံလာကိုကြိုက်တယ်ငယ်တော့ဗျာကျောတွေအမေကဒါပေးမသွားကိုကအရန်သွားဥပမာဘောလုံးပေးမကန်ဘူးဗျာဒါနေပူတယ်ဖြားမယ်ပါမယ်ပြောတယ်ဒါပေမဲ့ကိုကကန်ကျင်တယ်ကန်ကျင်တို့ကြောင့်မို့လို့မရအောင်ဗျာသွားတယ်ဗျာဒီမရအောင်ကိုတွေကသွားကန်တယ်ပြန်လာရင်ရိုက်ထိတယ်ဒီလိုပဲပေါ့တခုဒါကြီးကိုလိုချင်အနေနဲ့များပေးဆက်ရတာရှိတယ်ပဲဘယ်ရာမှကြည်ကြည်ပြူပြူနဲ့ဆိုတဲ့ဟာမရှိဘူးဗျာဒီကဒါမို့ကျွန်တော်တို့တွေကဟိုရွေးချယ်တဲ့အပေါ်မှာကိုရွေးချယ်မှုတဲ့ကိုပဲဖြစ်တဲ့ကြောင့်မလို့ကိုအားနေလို့ဒါမှမဟုတ်ကိုရဲ့ကံတရားကပါလာလို့ကိုခံရတယ်ဆိုလို့ရှိရင်အဲ့ဒီကိုဆုံတဲ့ကြုံနေတဲ့လူကြောင့်ပဲလို့ပဲသတ်မှတ်စီချင်တယ်ပေါ့နော်တော့ဟိုဒီမျိုး
တစ်ယောက်မကောင်းနှစ်ယောက်မကောင်းလည်းနဲ့ကျန်တဲ့3-4ယောက်ထပ်လာမဲ့လူမြောက်ကိုလည်းမကောင်းဘူးဆိုတဲ့ပုံစံမျိုးတော့မဖြစ်သေးချင်ဘူးဗျ။အဲ့ပြီးတချို့ဟာတွေကတကယ်ကိုယ်နဲ့ထိုက်တဲ့အရာတွေကိုကိုယ့်ရဲ့အတွေးခေါ်မှားယွင်းမှုကြောင့်လက်လွတ်လိုက်ရတဲ့အရာတွေရှိသလိုကိုယ်နဲ့မထိုက်တဲ့အရာတွေကိုကိုယ့်ရဲ့စဉ်းစားတွေးခေါ်ညာမှားပြီးတော့လိုက်ဆွဲနေတဲ့လူလက်ခံလိုက်တဲ့လူတွေရှိတယ်အဲ့လိုမျိုးတွေလွဲညာပေါ့နော်တော်တော်များများကနောက်ပိုင်းက relationship မှာကတယောက်ရဲ့စကားကိုတယောက်ကအပြေးအဝမနာထောင်မိတာရဲ့နောက်ပြီးတော့လုံးဝကိုဗျာကိုယ့်ရဲ့အတ္တရောက်အတ္တတွေဖုံးသွားတာအချစ်လုံးရဲ့အတ္တဖြစ်တယ်ဒါပေမဲ့ပဲကျွန်တော်တို့တွေကကိုဖြစ်ကျင်တဲ့စိတ်နဲ့ကြီးပဲချစ်လို့မရဘူးဒါကလုံးဝကိုဗျာကိုချစ်တဲ့သူကိုစိတ်ချမ်းသာခြင်းနဲ့လှပခြင်းနဲ့မြင်နေတာမေတ္တာအစစ်လို့တော့ကျွန်တော်တို့မထင်ဘူးပြီးတော့ကိုချစ်တဲ့လူကိုဖြစ်ခြင်းတဲ့ပုံစံအတိုင်းပဲဖြစ်နေခြင်းတဲ့ဟာဒီကဒါကျွန်တော်တို့ရဲ့အတ္တဖြစ်တယ်လူတယောက်ကို control လုပ်ဖို့ဆိုတာဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူးလုံးနိုင်ခဲ့ရင်လည်းဗျာတနေ့မို့တနေ့ရတော့အဲ့ဒီတစ်ဖက်လူကလုံးဝကိုလက်မခံနိုင်တော့တဲ့နေကြလို့ရှိရင်ငြိမ်ခံတော့မှာမဟုတ်ဘူးဗျာဒီကဒါပြိုကွဲမဲ့လမ်းစဉ်မှာ